ဒီကွယ်ပါဒီမစ်ကြိုင်လန်ခွဲလိုက်တော့မင်းမိဘရှုံချတဲ့ငါဆိုတာနုပညာတဲ့ဘဝပါမင်းဘဝတွဲကျွေးလိုက်တဲ့ချစ်သူကစီးပွားရေးသမားရွှေဘုံစမန်ထမ်းမှာမင်းတို့နှစ်ယောက်ချမ်းနေအရန်ဖတ်ပါနူငယ်နေနေဘက်ကိုမနှံရက်ပါတို့နှစ်ယောက်ဇလန်လေးတခန်းရက်သွားမင်းချစ်တဲ့ပြောတဲ့စကားများငါပြန်ပြီးကြားရောက်တော့ငါတယောက်တည်းလွမ်းနေတဲ့ငါဆွေးနေတဲ့ဒီခန်းလေးတွေမှာအုံနောက်နဲ့ဆုံးဖြတ်တဲ့မင်းငါပုံမြင်တွေငါယုံကြည်နေအောင်မေပြစ်လိုက်လက်မချီနဲ့ငါဘဝနဲ့ငါပါဟိုဝေးကြီးမှာချာလူစီမနေစင်ပြေလာဟိုဝေးကြီးမှာချမ်းမရင်နေကယူဆိုင်ပါမိုးတွေတဲနေတော့ဒီလမ်းတွေစုံနေလျှောက်ပါအောင်တော့တို့တွေဝေးနေတော့ရှင်တိတ်တွေကိုနေမလွမ်းမနေတော့နေရာလေးမှာဆောင်းနေရတွေ့ကြရှိနင်းပြန်လာပေးပါကောင်းမင်းကိုမောကြည့်ပြီးချင်းချင်းဆူတောင်းနေဟိုလုံးကမတရားတချို့ကြောင့်ပါထမ်းမြေရီယူစီကြလာတဲ့မာနာတို့ကြောင့်မေးနိုင်ပြီးပြောခဲ့တဲ့ကဲတန်းကြတော့ကိုတတိရပါတယ်ငါရင်ကိုတိုးဝင်တဲ့ရက်ဆက်ချင်းငါကိုယ်တိုင်ကြောက်ရွံ့သွားတာချစ်တကူကိုနင်းကိုယ်တိုင်ဖန်တီးပြီးခူတော့မေးမဲဖြစ်စီသွားတာနင်းလို့အိမ်မပြေစီနိုင်တော့ငါကိုမိုက်လို့ပြစ်ချသွားတာမင်းငါလို့မဖြစ်ပါစေနဲ့ချစ်မရှိတဲ့ဘဝကိုတီးဆောက်သွားတာဘေးကတဲ့ကတိတို့တော့ကောင်းဟဲ့လားလိုနေလဲစားလို့ကောင်းလားအိုးထမင်းနေတယ်တော်ကုန်သွားပြီကွာ我们我们差点不用， ဘာပြောတယ်我们我们差点不用。 အော်ထမင်းကရိုးမှာပေါ့အိုးစားလိုက်လားအိုးတော်လိုက်တာဟဲ့ကြောက်ရည်လည်းကုန်းတော့မယ်